Formula One တင်ရတက်3နှစ်ကနေပြီးတော့9နှစ်အတွင်းမှာ Motorsport ဆိုတဲ့ဘာမှမကြည့်သေးတဲ့အရာတစ်ခုကိုစတင်ပြီးတော့ဆွဲလန်းလာတယ်။တင်ရဲ့အဖေကြောင့်ဖြစ်ဖြစ်မိသားစုဝင်တရားကြောင့်ပဲဖြစ်ဖြစ်ဒီဗီဒီယိုကနေတင်ရဲ့ Motorsport လောကကိုမြင်ရလို့ပဲဖြစ်ဖြစ်အကန်းနဲ့ပတ်ဝန်းကျင်တွေရှိရကြောင့်ပဲဖြစ်ဖြစ် Motorsport ကိုစပြီးတော့ယူသွလာတယ်။ Lewis Hamilton, Max Verstappen, Senna တို့ဆိုတာငငယ်ကလေးက Motorsport နဲ့ရင်းနှီးခဲ့ကြတယ်။ Lewis Hamilton ဆိုရင်အသက်10နှစ်သားမှတည်းကကားတင်ကိုစပြီးတော့လုပ်နေပြီ။ Max Verstappen ဆိုတာကလည်းအသက်တော်ငယ်လေးကလေးကကားတင်ကိုစတင်ခဲ့။ Senna ဆိုရင်လည်း homey car စီငယ်တော့ရှိခဲ့ဘူး။အဲ့ဒီရွယ်မှာတင်တော့က racing ဆိုတာကပြောကြတစ်ခုတင်မိပါတွေကချိန်ရောပတ်စံရောပေးဆက်လာတယ်။တင်တဲ့ပေးရတယ်ဆိုတာကလည်းကားတင်လို့ဖို့တဖြစ်လာတယ်။ကျောင်းနဲ့ racing ကြားမှာ balance ရှိလာတယ်။ကားတင်ဆိုတာက F1 ရဲ့မူကြိုးစင်ပဲ။တင်ရဲ့အားဆိုင်မှုတွေကပိုကောင်းလာတယ် reflect တွေကပိုပြီးတော့ချုံးမွေလာတယ်ပိုကောင်းလာတယ်ပိုမြန်လာတယ် competitive mindset တွေအနိုင်ရရှိတဲ့အရာတွေကိုသိလာတယ် F1 driver တော်တော်များကကတ်တင်မှာနှစ်ပေါင်းများစွာအကုန်ဆုံးရတယ် local car competitions တွေ national championships တွေ international karting tournaments တွေမှာဝင်ပြိုင်ရင်းနဲ့ဒီလိုစဖြစ်တာတွေ pressure တွေအပြိုင်ဆိုင်တွေနဲ့ညှိခီးသွားနေရတဲ့အတွေ့အကြုံတွေကိုရလာတယ်ဟယ်လိုနဲ့ပဲတင်ရ F1 ကားစီးကိုမောင်းနိုင်တဲ့အသက်အရွယ်ကိုနီးလာရွယ်ဖြစ်တယ်။အဲဒီရွယ်မှာတင်ရအခြားလူငယ်လိုအပြင်ထွက်လဲတာဂိမ်းဆိုတာနားယူတာတွေနဲ့စပြီးတော့ဝေးကွာလာရွယ်ဖြစ်တယ်။နေ့တိုင်းလို gym training တွေ neck training တွေ cardio တွေလုပ်နေရတယ်။ sync racing တွေ media training တွေ sponsor meeting တွေကစပြီးတော့လုပ်နေရပြီဖြစ်တယ်။ကြိုးစားလာရင်လည်းတင်ရ Formula 1ရောက်ဖို့အတွက် Formula 3တို့ Formula 4တို့စပြီးတော့မောင်းနေရပြီဖြစ်တယ်။ဒီမောင်းနေရတဲ့ကားတွေကပိုမြန်လာတယ်ပိုပြီးတော့အနေများလာတယ်ပိုပြီးတော့ဈေးကြီးလာတယ် to be behind.တင်တဲ့အရေးကြီးတဲ့အခိုက်အတန့်တစ်ခုကတော့ဒီ FIA Formula 3 Championship တွေ Formula 2တွေမှာတင်လို့ပဲကားမောင်းနဲ့ရမ်းတော်တဲ့လူတွေနဲ့စပြီးတော့ကန်ဆိုင်ရတဲ့အချိန်ပဲဖြစ်တယ်ကားတင်မှာတော့လို့မဟုတ်တော့ပဲနေ consistency တွေ tire management race cycle management ပို့ပြီးတော့လိုတာရဲ့ဖြစ်တင်က pressure တွေကို handle လုပ်နိုင်ဖို့အတွက်ကြောက်စိတ်တွေကိုထိန်းနိုင်ဖို့ထင်းတစ်ခုနဲ့တူတူလုပ်နိုင်ဖို့တင်ယူရတင်ကစူးစမ်းလာရင်းနဲ့ပဲအိမ်မက်တွေရဲ့ကိုစတင်ဝင်ရောက်လာရဖြစ်တယ်တင်က Formula 1ရဲ့အသင်းဆက်တဲ့ F1 driver 22ယောက်ထဲကပထမဆုံးစတင်မဲ့ rookie တယောက်ဖြစ်နေရိုဒီယက်ဆိုလိုမျိုး social media မှာတင်ကိုတန်းတဲ့ချေလူတွေကအာရုံစိုက်နေဖြစ်တယ်လိုပဲ interview တွေမှာလည်းခဏခဏဖြေနေရတယ်ပေါ့ဒီရဲ့တင်းတစ်ခုလုံးရဲ့အားကိုးမှုတွေတင်းဖန်တွေရဲ့မျောလင်းချက်တွေနဲ့ဖျားတွေကိုစတင်ပြီးတော့ခံစားနေရပြီတင်ကတနာရီကိုကီလိုမီတာ300ကျော်နှုန်းနဲ့အချိန်တိုင်းလူကိုမောင်းနေရတယ်အားပြည့်နဲ့ G-force တွေကိုကုခံနေရတယ်တင်ကမြင်မာတဲ့အချိန်နဲ့မောင်းနေတိုင်းမှာ G-force 5 to 6 gram လောက်ထိကိုခံနေရတယ်ပြောမှဆိုရင်တင်ကိုလေးချိန်ရဲ့9ဆ6ဆလောက်နဲ့ညီမျှတိုင်ပွဲတစ်ပွဲလုံးပြီးအောင်မောင်းဖို့အရန်ကောင်းတဲ့တက်လုံရဲ့ကြောက်ခိုင်မှုရလိုပါတယ်။အင်ဟာ rookie တယောက်ခံစားမယ်ကြောက်တရားတွေဖိအားတွေကိုတန်တယောက်ဝင်မှုကိုခံနိုင်အောင်မြင်မြင်လှိုင်းရောညှိထွေအောင်လုပ်ရတယ်။တင်ဝင်ရောရှင်ပြိုင်တို့အနေထားနေပြီးတော့ criteria challenge လုပ်နိုင်တဲ့အနေထားကိုတီးနေမြင်တင်ညွှန်ရင်းနဲ့ပဲရောက်ရှိလာတယ်။အဲ့ဒီ level မှာတင်ကတရားထိမ့်သိမ်းရာတွေဆွဆွတဲ့ຢာတွေဥထုတွေမှာမောင်းရတယ်။ qualifying state တွေမှာ pace ကောင်းကောင်းနဲ့မောင်းလာတယ်။ race strategy ကိုကောင်းကောင်းလုပ်နိုင်နေပဲဖြစ်တယ်။ consistency ရှိတဲ့ team leader ကောင်တယောက်တောင်ဖြစ်နေနိုင်တယ်။ကားတိုက်တာတွေအငင်းပွားစရာတွေမိုးရတယ်မှာခက်ခက်မောင်းရတာတွေတင်ကားကစိတ်မချရတွေစိတ်သက်ပြန်ဆိုင်မှုတွေအများကြီးอ่ะတင်ရဲ့ World Champion ရယူရင်းမှာအများကြီးပါဝင်နေမှာဖြစ်တယ်။ Champion တယောက်ဖြစ်လာတဲ့အခါ Global Celebrity တွေ Brand Ambassador တွေ Motorsport Icon တွေဖြစ်လာတယ်။ဒါပေမဲ့လည်းဒါအဆုံးသတ်မဟုတ်သေးဘူး။တင်ကလေ့ကျင့်မှုတွေကိုနေ့တိုင်းလုပ်နေရအောင်မှာဖြစ်တယ်။ F1 driver တယောက်အနေနဲ့တင်ရဲ့ငယ်ဘဝမိသားစုနဲ့တူတူခံတန်းရမယ့်ချိန်ပြောမှဆိုရင်တင်းရဲ့အသက်ကိုယ်တော်မှာအချင်းပေးဆက်ထားရတာဖြစ်တယ်။ပတ်စံတစ်မျိုးလည်းရှိအောင်နဲ့ဆင်ပြေပါဦး။တင်းရဲ့ကြိုးစားအားထုတ်မှုလုံလောက်ပရိယာနဲ့အရှုံးပေးခြင်းနဲ့စိတ်တပိုင်းဆိုင်ရာကမကရုပ်ပိုင်းဆိုင်ရာအားကောင်းမှာပဲအောင်မြင်တဲ့ F1 driver ပေါ့ရရှိမှာဖြစ်တယ်
ဗီဒီယိုကိုစောင့်ကြည့်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်